ကလေးတို့လာပြတယ် ချော်လဲလို့ ချော်လဲရဘယ်တော့ဖြစ်တာလဲခင်ဗျာကြား 14ရက်နေ့တပတ်ရှိ ဒီဘယ်လိုလေးခံစားရလဲခင်ဗျာဖြစ်တာလဲ ချစ်ရလား ဟုတ်ကဲ့ အကျော်ထုံးတော့ကြိုက် ဟုတ်ကဲ့ဒီစီကမှလာပြဘယ်နှချိန်ရှိ 3ရက်ရှိတယ် 3ရက်ရှိဒီစီကမှလာမပြခင်ရှင်လည်းဒီလာပြပြီးတော့ဒီကွာချတော့မရှင်းတော့ ဟိုဒီလိုမျိုးဟာဆိုတော့တတ်တာပါတယ်တတ်တာပါတယ်ဟိုဘယ်လိုပြောမလဲအဲ့လိုလည်းကောင်းတယ်ပေါ့ SIV တော့အဲ့ပြောတယ်ပေါ့ ဒီကတရားစီရင်ဆရာမကျူတာပြရပေါ့မအောင်ဘယ်လိုလေးခံစားရလဲ ကောင်းပါတယ်စိတ်ရှည်ရယ်ဟိုတတိချာချာလုပ်ပြီးရပေါ့နော် ဒီစီကဘယ်လိုလေးတည်ပြီးသားပြတယ် ဟိုဟာအဖတယောက်ပြောလိုက်လို့အဖတယောက်ချော်လဲနေအဖတယောက်ပြောလိုက်လို့ ဒီစီကမှဘယ်လာပြဟိုတရားစီဆရာမကျူတာပြပေါ့မဟုတ်ဒီတတ်တာဝဲဘယ်လိုလေးခံစားရလဲ အော်ကျေးဇူးတင်ပါတယ်လို့တတိချာလဲလုပ်ပြီးရဆရာကိုရန်ရတယ်လေအဲဒါကြောင့်ကျေးဇူးတင်ပါတယ် ကျေးဇူးပါနော်